ဟုတ်ကဲ့မင်္ဂလာပါရှင်ပါဝါလျက်စစ်ကပါရှင်အခုပြပေးမယ်မီးဖိုလေးရတော့ဘတ်ဂျက်ဘိုင်း safe ဖြစ်တဲ့ဈေးတတလေးနဲ့မီးဖိုလေးတစ်မျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဝက်ကတော့1000ဝက်ဖြစ်ပါတယ်ဒီတစ်စိတ်လေးရတော့နူဝါတစ်စိတ်လေးပဲဖြစ်ပါတယ်နူဝါတစ်စိတ်လေးပါနော်ဘိုးကကြတော့230ဘိုးပါနော်ဒီမီးဘူးလေးရတော့ဒီမှာပါမီးဘူးလေးရဲ့ပုံစံလေးရတော့ non stick သားပါဒီဟာလေးရပါဒီမှာနော် non stick သားပါနန်းစတစ်သားနဲ့လှုပ်ထားပြီးတော့မကတ်အောင်နန်းစတစ်သားနဲ့လှုပ်ထားပါတယ်ဒီမှာနော်ဒီမီးဘူးလေးကပေါ့ပေါ့ပါးလေးနဲ့တိုက်လို့အဆင်ပြေပါတယ်နော်ဒီဟာလေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့2300ကျပ်ပဲဖြစ်ပါတယ်2300ကျပ်ပါကျိုးပုံစံလေးလည်းဒီမှာပြပေးထားပါတယ်နော်ဒီမှာမီးဘူးလေးကနန်းစတစ်သားလေးပါဒီမှာနော်နန်းစတစ်သားပါမကတ်အောင်လှုပ်ပေးထားတဲ့မီးဘူးလေးပါနော်ပေါ့ပေါ့ပါးနဲ့အရင်တော့ကလို့အလေးတွေတိုက်ဆရာမလို့ပါဘူးပေါ့ပေါ့ပါနဲ့အဝတ်ဆိုလို့ရှိရင်လည်းကော့ပြန်နေအောင်တိုက်လို့ရမယ်မီးဘူးလေးတစ်လုံးပါရှင်ဒါလေးကတော့ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့2300ကျပ်ပဲဖြစ်ပါတယ်အမျိုးမျိုးအနေနဲ့အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင်အကယ်လို့ဆိုင်မှာလာဝယ်ခြင်းနဲ့မိတ်ဆွေများအတွက်ကတော့တင်ငန်းညွန့်မြို့နယ်တင်ငန်းညွန့်ဘူတာအနီးဥပလာလန်အမှတ်203ပါဝါလျက်စစ်လေးပဲဖြစ်ပါတယ်ရှင်ဖုန်းနံပါတ်ကတော့3994399023နဲ့ Viber တွင်လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်